ကျွန်တော်တို့လုပ်တဲ့အလုပ်ကအင်မတန်ချင်းပါကျွန်တော်တို့ကတိုင်းပြည်ကိုပြောခဲ့တဲ့အတိုင်းလုံးဝလွတ်လပ်ရေးကိုကျွန်တော်တို့ရအောင်လုပ်မယ်ဆိုတဲ့အတိုင်းအဲ့ဒီလုံးဝလွတ်လပ်ရေးကိုကျွန်တော်တို့ဆုံးဖြတ်ခဲ့ဒီလုံးဝလွတ်လပ်ရေးကိုဆုံးဖြတ်ပြီးတဲ့နောက်ကျွန်တော်တို့ဒီတိုင်းပြည်ကိုကြီးညာထားတဲ့အတိုင်းဒီနေ့တွင်လုံးဝလွတ်လပ်ရေးရအောင်လုပ်မယ်ဆိုတာလည်းပဲကျွန်တော်တို့လုပ်နေရအဲ့လိုကြိုးစားမယ်ဆိုပြီးကျွန်တော်တို့လုပ်ဒီလိုလုပ်နေတဲ့အတိုင်းကျွန်တော်တို့လုပ်တဲ့လုပ်ငန်းကအောင်မြင်မလားမအောင်မြင်ဘူးလားစအခုနဲ့ကဘယ်သူမှမပြောနိုင်ဘူး။ဘာဖြစ်လို့လဲဆိုရင်အချိန်နေလိုပါလေ။နော်နေတဲ့လုပ်ငန်းတွေမပြီးသေးပါ။ပြီးလာတဲ့နေ့ပဲခင်ဗျားတို့မြင်လာတဲ့နေ့ပဲကျုပ်တို့လုပ်ငန်းတွေကအောင်မလားမအောင်ဘူးလားဆိုခင်ဗျားတို့မြင်နိုင်ပါပဲ။အဲ့တော့အခုနဲ့ကမဲ့ကျွန်တော်ဘာမှသိပြီးတော့ကကြီးကြဲကြဲတော့မနေလိုပါဘူး။အဲ့ဒီလိုလွတ်လပ်ရေးရအောင်ကျုပ်တို့ကလုပ်တဲ့နေရာမဲ့အလွယ်ဆုံးအကောင်းဆုံးအေးဆုံးနည်းကိုကျွန်တော်တို့ရှားတယ်။အဲ့ဒီလိုရှားတာကိုကျုပ်တို့ကိုဘာအပြစ်ပြောစရာခင်ဗျားတို့ရှိလဲအလွယ်ဆုံးအေးဆုံးအကောင်းဆုံးနည်းတွေနဲ့ကျွန်တော်တို့လွတ်လပ်ရေးကိုရအောင်ရှားတဲ့နေရာမဲ့ဘယ်သူတွေကဘာပြုလို့ကျုပ်တို့ကိုအပြစ်တင်နေရတာလဲကျွန်တော်တို့ပမာပြည်မဲ့ပေါ်ခဲ့နိုင်ငံရေးဖွဲ့တွေကျွန်တော်တို့ပမာပြည်မဲ့ပေါ်ခဲ့နိုင်ငံရေးကောင်းဆောင်တွေအားလုံးကိုတယောက်စီခင်ဗျားတို့စိတ်ကူးတယ်မဲ့သင်ပြီးတော့ကမာတိကံသင်ပြီးစဉ်းစားကြည့်စမ်းပါဟုတ်လားဘယ်လိုလူသားတွေလဲဘယ်လိုဖွဲ့လဲဆိုတာခင်ဗျားတို့အဲ့ဒီဆောင်မှာပြည်ထွက်လာအခုနဲ့ကံမဲ့ကျုပ်တို့ကအစိုးရလုပ်နေတဲ့အချိန်ကမျိုးဖြစ်ဟုတ်လားဘယ်အစိုးရမှလည်းတွင်းခြင်းမရှိတဲ့အစိုးရတော့မရှိတော့မှလည်းတိုင်းပြည်အပေါ်မှာဒေသနာရှင်းထားပြီးတော့ကတစ်နဲ့တစ်ကျွန်တော်တို့လုပ်လာတဲ့လုပ်ငန်းကတိုးတက်လားမတိုးတက်ဘူးလားဆိုခင်ဗျားတို့ပြန်ကြည့်ပါဒီတော့ကလွတ်လပ်ရေးဆိုလို့ခင်ဗျားတို့ကိုကျွန်တော်ပြောပြလွတ်လပ်ရေးဆိုတိုင်းပဋိသန္ဓေမြေကမပေါက်နိုင်ဘူးဆိုတာကိုခင်ဗျားတို့ကိုကျွန်တော်ရှင်းခဲ့ဘာဖြစ်လို့လဲဆိုလို့ရှိရင်ခင်ဗျားတို့စိတ်ထဲမှာလွတ်လပ်ရေးရတော့မဲဆိုလို့ရှိရင်ဟုတ်လားစိတ်ကူးကဘယ်နဲ့စိတ်ကူးကြလဲဆိုရင်ပဋိသန္ဓေကြီးချက်ချင်းပေါက်လာတော့မလို့သိချင်းကြချင်းပေါက်လာတော့မလို့ခင်ဗျားတို့ရှင်းတဲ့လူတွေများတယ်ဟုတ်လားတချို့ကလည်းပဲလွတ်လပ်ရေးရပြီဆိုပြီးတော့ဘာလို့ကျင်လဲဆိုတော့ကကျွန်တော်တို့အရင်တခါတုန်းကတွေ့ကြတာဟိုဒါဂျပန်ခေတ်တုန်းကဂျပန်ခေတ်ဗမာလွတ်လပ်ရေးပေါ့ဘုရားသူစီဗမာလွတ်လပ်ရေးတုန်းကအဲ့ဒီတုန်းကကျွန်တော်ချင်းလွတ်လပ်ရေးရပြီဆိုပြီးတော့ဟလာဟင်္ဒရာနယ်ပယ်မှာကျွန်တော်တွေ့ကြဘာတွေ့လဲဆိုလို့ရှိရင်လက်မပေါ်မှာစီးနှမ်းလွတ်လပ်ရေးရပြီกว่าဆိုပြီးတော့ဟိုလူတကာဆိုတဲ့လက်မပေါ်မှာထွက်ပြီးတော့စီးရထမ်းအဲ့တော့ကဒီလမ်းပေါ်လမ်းကလုံတဲ့လူတွေအတော်ခွာကြအဲ့ဒါလွတ်လပ်ရေးမဟုတ်လွတ်လပ်ရေးဆိုတဲ့အိဗယ်ကဘာလဲလွတ်လပ်ရေးဆိုတာဟာကိုယ်တူတယောက်ကောင်းစားဖို့ဖြစ်စေတမျိုးလုံးကောင်းစားဖို့ဖြစ်စေလုံတဲ့နေရာမဲ့တခြားတူတယောက်ရဲ့အကျိုးကိုမထိခိုက်ပဲနဲ့ဟုတ်လားတခြားလူတွေရဲ့အကျိုးကိုမထိခိုက်ပဲနဲ့လွတ်လပ်ကိုတိုးတက်မှုအတွက်လုံနေတာလွတ်လပ်ရေးပဲတခြားလူတွေရဲ့အကျိုးကိုမထိလို့ရှိရင်အနောက်ကျမဖြစ်ကြောက်တိုင်းပြည်တပြည်လုံးရဲ့အကျိုးကိုမထိခိုက်ဘူးကျန်လူတွေရဲ့အကျိုးကိုမထိခိုက်ဘူးဆိုရင်ခမရလွတ်လုံနိုင်တဲ့အခြေအနေရှိရတော့တော့လည်းပဲသူများနိုင်ငံရဲ့လွတ်လပ်ရေးကိုသွားနှောက်ချက်တဲ့လွတ်လပ်ရေးကိုဟုတ်အဲ့ဒီကဘာလဲဆိုရင် license court ဒါကရန်ကမှုများဖြစ်ဒီတော့လွတ်လပ်ရေးဆိုတဲ့အဓိပ္ပာယ်ဟာစီးမဲ့ကမ်းမဲ့သဘောမျိုးမဟုတ်စီးနဲ့ကမ်းတဲ့သဘောမျိုးတာဖြစ်ဒီနဲ့ကမ်းတဲ့ရှိမှတည်းလွတ်လပ်ရေးဆိုတာလည်းပဲဖြစ်နေအဲ့တော့လွတ်လပ်ရေးဆိုတာကိုကျွန်တော်တို့ရတဲ့ခံမယ်နားလည်မှာကငါတို့တိုင်းပြည်ဟာပိုပြီးစီကံရှိဖို့လိုတယ်ဟလားလွတ်လပ်ရေးရအောင်လဲငါတို့တိုင်းပြည်လွတ်လပ်ရေးရအောင်လဲပဲစီကံရှိခြင်းနဲ့လုပ်ရမယ်အဲ့ဒီလိုအားဖြင့်စီကံသဘောတွေနားလည်ပြီးအလုပ်စီးနဲ့ကမ်းနဲ့အလုပ်လုပ်တတ်မှာလွတ်လပ်ရေးစာကိုခင်ဗျားတို့တကယ်ရနောက်ပြီးတော့ကဒီလွတ်လပ်ရေးရတဲ့ခံမယ်လွတ်လပ်ရေးရတဲ့အခွင့်အရေးတွေရလွတ်လပ်ရေးရတဲ့ကံမဲ့ခင်ဗျားတို့အခွင့်အရေးတွေပိုရတာလည်းရှိအခွင့်အရေးတွေပိုရလို့ပဲတာဝန်တွေမှလည်းပိုလာလိမ့်မယ်အဲလိုတာဝန်တွေပိုလာလိမ့်မလဲဆိုရင်ဒီတိုင်းပြည်ကိုအင်္ဂလိပ်ကအုပ်ချုပ်နေတဲ့ကာရံကဒီဗမာပြည်ကိုကာကွယ်ဖို့တာဝန်ကအင်္ဂလိပ်အစိုးရရဲ့တာဝန်သာဖြစ်တဲ့လို့တယ်လေဒီဗမာပြည်ကိုကျုပ်တို့လွတ်လပ်ရေးရတဲ့အခါမဲ့ကျုပ်တို့ဗမာတွေကဒါလည်းဗမာပြည်ကိုကာကွယ်မဲ့တာဝန်ကအဓိကဖြစ်ပြီးတော့အရင်တုန်းကလည်းခင်ဗျားတို့အေးသေးသေးနေလို့မဖြစ်နိုင်တော့ကျုပ်တို့တိုင်းပြည်ဆိုရလုပ်တဲ့လူတွေကတိုင်းပြည်ကာကွယ်ဖို့အတွက်ဗမာပြည်မှာစစ်သားတွေနေနေတယ်ဆိုလို့ချင်းဗမာတိုင်း
là ai nhau để lu mà nằm nhá chăm mà là lu mà nằm nhá nếu mà chăm mà nghe ra rồi à tiêu u bên này thì đó sẽ xem mẹ theo được nghe là cái nào như được lâu tràn luôn là anh nít tràn đi tông nít tràn đi quên bị đó sẽ xem mẹ lâu à mẹ lâu bị là nào chết để cả mẹ rồi là quên tay à mẹ ta cái nhà tay trên mà tay trên là quên tay cái đó cái này tao mua mẹ cái lúc này như vậy cái phim mẹ tao mua lúc này như vậy cái phim mẹ tao mua cái gì tay mẹ cho nó đó đi tay gì cũng lúc nào để khám mẹ cái chuyện này bỏ mẹ bị đó cái nhà đó lâu mà lâu về đó phim mà mua bún sữa đá nóပြောlà lâu mà lâu về mà tiếc cú là cái đó cả cái bị là mẹ cú đi bị đấy khám mẹ em mà chăm mẹ muốn này tôi yên nông ở đó tu tay gì cả thoát được cùng à tu tay gì cũng xuyên được cùng đấy ta bao nhiêu cả bố đấy tôi là tu tay gì mà tôi nói bé nguyên nhau đâu nhám ya phía tu tay người gì ta đấy cũng tôi nói xong xong lên chiều tu thang này tôi nói lên bị đấy nào cái này tôi ya bố mẹ tôi đấy đi anh ngàn ra mẹ tôi nói chi này đấy người bên ngoài như say thế nông dân này là America người giàu bia đá gì đâu phải chết đâu bị chui lên về trồng nhà của thế này cái thau ngay là thế này cái chui đi ngay cái thau tam bông thau ngay là cái thế này cái là nhiều tiền là đâu biết đâu thì rồi tay tiền về chi đấy PC đấy là về to về tung tới không nên mất cả bu cú na thìနိုင်ငံခြားကုန်ကူးတဲ့နေရာမှာဖတ်ကုန်ကဝင်ကုန်နဲ့အများကြီးနေတယ်အဲဒီတော့ကအခုဒီစစ်ပြီးတဲ့အခါမှာရှေးကငကိုအခြေကိုအများဆုံးပြန်ရအောင်ဆိုပြီးတော့အများဆုံးပြန်ရအောင်ဆိုပေမဲ့တနေ့တည်းနဲ့မရဘူးတနေ့တည်းနဲ့မရဘူးဒီငါချောင်းလေး9နှစ်10နှစ်9နှစ်10နှစ်စကြအဲလိုကိုသူတို့လုပ်ရအဲဒီလိုအကြောင်းတွေကြောင့်သူတို့ကိုပဲဒီပေါ်ရဲ့ချင်းနေမှာထိကြိုက်နေတော့ကငကိုချင်းတွေကိုဒီငါ10နှစ်ဆိုတော့အများဆုံးပြန်ရောက်နိုင်အောင်ဆိုပြီးတော့သူတို့ဘာကြိုးစားနေတယ်လဲအင်္ဂလိပ်ပြည်မဲ့ထွက်တဲ့ပစ္စည်းအင်္ဂလိပ်ပြည်မဲ့လုံးတဲ့ပစ္စည်းတွေကိုအင်္ဂလိပ်တွေမဝယ်နိုင်ဘူးမဝယ်ရဘူးဘာဖြစ်လို့လဲဥပမာအဝတ်ထဲအင်္ဂလိပ်တွေကလုံးတယ်အဲ့ဒီလုံးတဲ့အဝတ်ထဲကိုဟုတ်လားအင်္ဂလိပ်တွေကလုံးပေမဲ့အင်္ဂလိပ်လူမျိုးတွေကိုတနေ့ကိုနှစ်တဲသုံးတဲ့အစရှိတဲ့အားဖြင့်လိုလောက်တဲ့ပိုပြီးမဝတ်ရအောင်ကောပွန်စရာတွေပြီးပြီးတော့ဆိုင်နေမယ်ရောင်းအဲ့ဒီကောပွန်ရမှဝင်နိုင်တယ်အဲ့တော့ဒီလိုဝင်နိုင်တော့ကအဲ့ဒီလိုပြီးပြီးတော့ကရောင်းနေဝယ်ခိုင်းအဲ့ဒါပူလာရဲ့မန္တမြတ်ကိုဘာလုပ်လဲဆိုရင်နိုင်ငံခြားထုတ်ပြီးရောင်းနေဟုတ်လားနိုင်ငံခြားကတကဘီလာကိုတွင်းတဲ့ပစ္စည်းတွေကြတော့လည်းပဲဟုတ်လားနိုင်ငံခြားနေပြီးဘီလာကိုတွင်းတဲ့ပစ္စည်းတွေကြတော့လည်းပဲအရင်ကလို့အရင်မဲ့အရင်ကလို့အသွေးမထိုင်မဲ့ချော့ပေါ့တွင်းပြီးတဲ့နောက်ဟုတ်လားအဲ့နိုင်ငံခြားတွင်းတဲ့တချို့ကုန်ပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့ထွေးကြီးသားအရင်ကတည်းကအများကြီးလျှော့ပြီးအသုံးခိုင်းသူတို့ကြည့်မယ်ဆိုရင်ကြီးကပေါင်မုတ်ဟလားသားတဲ့ပေါင်မုတ်နဲ့အခုပေါင်မုတ်နဲ့ဆိုရင်အခုအကားမဲ့အင်မတန်ကိုလျှော့ပြီးသားနေရတဲ့အချိန်ကမျိုးသားတယ်ဒီလိုခြေတာပြီးခုနေကမဲ့ဒီလိုလုံးမနောက်၄၅6နှစ်9နှစ်10နှစ်အသက်အဲ့လိုရှိလာတဲ့ခါကြမှာအင်္ဂလိပ်ကြီးကအရင်ငကိုခြေကိုပြန်ရနိုင်ဖို့အကြောင်းရှိဟုတ်လားအဲ့ဒီလိုမဟုတ်ပဲနဲ့နေမယ်ဆိုလို့ရှိရင်တော့သူတို့မရနိုင်အဲ့ဒီတော့ကဒီလိုတိုင်းပြည်ကြရနာဖြစ်အောင်ထူတောင်းအောင်ဆိုရင်အင်္ဂလိပ်ပြည်ရလည်းပဲလွတ်လပ်တဲ့တိုင်းပြည်ဖြစ်ပြင်ရတော့လေအလုံးလုံးရတယ်ဆိုတာကိုခင်ဗျားတို့သိသိချင်းအဲ့ဒီတိုင်းမှာဆိုဗီယက်ယူနီယံဆိုတဲ့တိုင်းပြည်ကြီးတော်လှန်ရေးဖြစ်ပြီးတဲ့နောက်ပထမရှိဥစွာစစ်တော်တယ်မလို့ဝါကွန်မြူနစ်ခေါ်တာဟလားဒီစစ်တော်တယ်မလို့တဲ့ကွန်မြူနစ်စနစ်ဆိုပြီးတော့လုပ်အဲ့ဒီပြီးတဲ့နောက်စစ်ပြီးတဲ့ကံမဲ့
new economic policy ဆိုတဲ့လားဒီစီးပွားရေးစနစ်သမုတ်ဘောမျိုးနဲ့နေပြီးတော့အဲဒီလိုလုပ်ပြီးတဲ့နောက်မှာတစ်ခါ9နှစ်စီမံကိန်းတွေဆိုပြီးတော့9နှစ်စီမံကိန်းတွေဆိုဗီယက်ယူနီယံနဲ့လုပ်ခဲ့အဲလို9နှစ်စီမံကိန်းတွေပထမစီမံကိန်းလုပ်တဲ့အခါတုန်းကဒီနိုင်ငံလုံးရဲ့ခြေနေအားလုံးကိုဂျုံကြည့်ပြီးတော့တိုင်းတစ်ပြည်လုံးရဲ့ကောင်းဖို့ကိုအမြဲတမ်းကောင်းဖို့ကိုရှေ့ရှုကြည့်ပြီးတော့လုပ်ရတဲ့အခါဖြစ်တဲ့အတွက်လူတွေဟာစားကျင်တိုင်းပထမမစားရဘူးဝတ်ကျင်တိုင်းမဝတ်ရဘူးနေကျင်တိုင်းမနေရအဲ့ဒီလိုဖြစ်ရတယ်ဟုတ်လားဒီတော့ကျွန်တော်တို့တိုင်းပြည်ကိုပြန်လဲထူထောင်ကြမယ်ဆိုလို့ရှိရင်လည်းပဲ national planning ခေါ်တဲ့အဲ့လိုစီမံကိန်းမျိုးတွေနဲ့မလုပ်တဲ့နဲ့ဒီနေ့မှကျွန်တော်တို့တိုင်းပြည်မကြီးပွားနိုင်ဘူးမထူထောင်နိုင်ဘူးဆိုတာခင်ဗျားတို့သိရှိတယ်ဟုတ်လားအဲ့ဒီတော့ကအတေးသားပင်ကမြေကပေါက်လာမှာမဟုတ်ဘူးအတေးသားပင်ပေါက်အောင်ဆိုရင်ကျွန်တော်တို့အလုံးလုံးမှပေါက်မှာဆိုတာခင်ဗျားတို့နားလည်သိတယ်အဲ့တော့လူရရေးရပင်ရများတော့လဲလူရရေးရတဲ့အခါမှာကြောက်ရောက်လာမဲ့တိုင်းလူပြည်သားလူအများအားလုံးရဲ့တာဝန်တွေကိုကျွန်တော်တို့ကမထမ်းဆောင်ခြင်းမှုဆိုရင်ခင်ဗျားတို့ရတဲ့လူရရေးဟာခဏရပြီးတော့လက်ပြင်ကတခြားလက်ပြန်ပါသွားမှာပဲဆိုတာခင်ဗျားတို့သိသိချင်းနဲ့ဒီတော့အဲ့ဒီလူရရေးရတဲ့အခါမှာကျွန်တော်တို့ခုနစီမံကိန်းအမျိုးမျိုးနဲ့လောက်တောင်မှအနည်း20လောက်ကျွန်တော်တို့တကားရိုင်းပေါ်ပြတော့တကားရိုင်းပြောတယ်ဆိုတာကဒီတကားလက်ရိုင်းပြောမှလူတွေကမှတ်ပြီဟုတ်လားတကားရိုင်းဆိုရင်တော့အတော်ကိုပြည့်အောင်ကြိုးစားနိုင်မှလုံနိုင်မှအဲ့ဒါအတော်ကိုကုန်းလုံနိုင်မှကျုံလုံနိုင်မှအနည်း20လောက်ရှိတဲ့အခါကျမှတော်ကာကြတယ်ပြီးတော့ကျွန်တော်တို့ကတကားရဲ့3ညကစပြီးအကုန်လုံးပြန်ပြီးတော့ကအုံမြင့်ချပြီးအလုပ်လုပ်ရမှာဆိုတော့ကျွန်တော်တို့ကတခြားနိုင်ငံတွေကခြိလန်းတလန်းလိုက်တခြားလက်တဲ့နိုင်ငံတွေကခြိလန်းတလန်းလိုက်ကျုပ်တို့ကခြိလန်း50လန်းလိုက်နိုင်မှအဲဒီလိုလိုက်နိုင်တဲ့အခါကျမှနောက်10နှစ်အနည်း20တန်ဒီအားဖြင့်အဲလိုတန်းတူညီတူဖြစ်သွားတယ်တန်းတူညီတူမဖြစ်သမျှကာလပတ်လုံးဒီတိုင်းပြည်ကြီးကလွတ်လပ်တဲ့ဆိုပေမဲ့ဘုလူလည်းပဲမြင်ရတဲ့ကံနဲ့ချိုးတွေ့ရဒီလူမြင်တယ်မြင်ရတဲ့ကံလည်းနဲ့ချိုးတွေ့ရဖာတယ်လို့နိုင်ငံမျိုးဖြစ်နေပါပဲစာခင်ဗျားတို့အသိဉာဏ်ကောင်းတယ်မရှိသေးတော့အဲ့ဒါလိုပဲဖြစ်နေမှာပဲဟုတ်လားအဲ့ဒီတော့ကအင်မတန်ကျွန်တော်တို့တကယ်ရက်ကိုကျွန်တော်တို့တိုက်ကျင်မယ်ရှိတဲ့လူတွေစီယုံနဲ့ရှိပါမှဟုတ်လားဟာတဲ့တဘောမျိုးနိုင်ငံမျိုးမဖြစ်ပဲနေအဲ့ဒီတော့တိုင်းရနာချင်းညညရဲ့တိုင်းရနာလူတို့ညညရဲ့သာပါသမားညညတာပြုံးမလို့ခြင်းပါဘူးတိုင်းရနာချင်းညညရဲ့တိုင်းလူပြည်သားလူတို့ညညရဲ့အဲ့ဒီညညရဲ့နှစ်ခုမရှိသမျှကလပ်ပတ်လို့ဟုတ်လားဒီတိုင်းပြည်လွတ်လပ်ပင်လွတ်လပ်ညာတော်လည်းပဲဘယ်သာပြီးတဲ့ဘယ်ဆိုရလို့ဖာတဲ့တိုင်းပြည်ဖြစ်နေပါတော့ကျွန်တော်ပြောချင်တာအဲဒီတော့ဒီနှစ်ခုကိုခင်ဗျားတို့ကမပြတ်ပါစီနဲ့ဘသူကဘာလို့အပြတ်ပါစီနဲ့အဲ့ဒါအင်မတန်အရေးကြီးပါပဲကျွန်တော်တို့ဒီရှင်နေမဲ့ဥပမာလို့ပြောမယ်ဆိုရင်လည်းပဲဟုတ်လားရှင်နေမဲ့များဟာဒီသားကောင်ကိုလိုက်ကျင့်နေရမယ်ကြီးကငယ်တာကိုပဒါနမထားပဲနဲ့ဟုတ်လားကြီးငယ်လုံးလစိုက်တဲ့နေရမယ်အဲ့ဒီအတိုင်းမလုံးလစိုက်သွားတယ်အဲ့ဒီလိုထုံးအတိုင်းပဲဟုတ်လားကျွန်တော်တို့ကပန်းတိုင်ရောက်တဲ့အထိအောင်မြင်မဲ့ချင်းဒီတိုင်အောင်ကျွန်တော်တို့ကကြိုးစားမှုအားထုတ်မှုကိုကြောက်လို့မဖြစ်နိုင်လုံးလဝိညာဉ်ကိုကြောက်လို့မဖြစ်နိုင်ကားတဲ့တပိုးတော့ကျွန်တော်လုပ်ဖို့လိုတယ်အဲ့တော့ကျွန်တော်တို့ဗမာတွေမဲ့စောက်ကျင်တခုရှိဘာစောက်ကျင်တခုရှိလဲဆိုရင်ဒါလည်းပဲကျွန်တော်တို့ဂျုံပြစ်ခဲ့ရတဲ့အတွက်ဖြစ်ခြင်းဖြစ်မယ်
ဒါနဲ့ဆိုတော့ကျွန်တော်ဂျပန်ကစ်တုန်းကလေပြိုင်ပွဲပတိန်ဘက်မဲ့သွားတဲ့အခါလေပြိုင်ပွဲကြည့်ခဲ့လေပြိုင်ပွဲကြည့်လုပ်တဲ့အခါမဲ့ဘာဖြစ်လဲဆိုတော့လေတွေကြိုက်တာအစင်းတင်လိုက်တဲ့အခါမဲ့နိုင်တဲ့အစင်းကပန်းနိုင်မရောက်သေးဘူးရှေ့ကိုနည်းနည်းရောက်တဲ့ဆိုရင်ပဲတက်ထောင်ကြွားတာတက်ထောင်ဒါကရှုံးနဲ့နောက်ကျနေတဲ့လေကလည်းပဲပန်းနိုင်မရောက်သေးဘူးဟုတ်လားကြိုးစားတဲ့ဆိုရင်ကြိုးစားနိုင်နေတာမကြိုးစားရင်တော့ကျုံးမှာပါပဲကွာဆိုခြေပြစ်လက်ပြစ်လို့တဲမခတ်ချင်တော့ဒါပါလဲဆိုရင်တကယ်တိုင်းပြည်ထူထောင်တဲ့နေရာမဲ့လွတ်လပ်တဲ့လူမျိုးနဲ့ထိုက်တန်တဲ့စိတ်ဓာတ်မျိုးမဟုတ်အဲ့ဒီစိတ်ဓာတ်မျိုးကဂျုံဖြစ်တဲ့စိတ်ဓာတ်မျိုးဂျုံဖြစ်မဲ့စိတ်ဓာတ်မျိုးဒီစိတ်ဓာတ်မျိုးရှိနေသမျှကာလပတ်လုံးကျုပ်တို့ဗမာတွေဂျုံဖြစ်နေပါပဲလွတ်လပ်ရေးရရင်လည်းပဲမြန်ပြန်ဂျုံဖြစ်မှာပဲဟုတ်လားလွတ်လပ်ရေးနောက်ဆုံးတဲ့မကျုံးဒီတိုင်အောင်ဂျုံမဖြစ်ဒီတိုင်အောင်အခုနလိုဖာတယ်လွတ်လပ်ရေးဖြစ်နေမှာအဲ့တော့ကအဲ့လိုလဲဆိုလို့ရှိရင်ဒီအပြည့်ကအဲ့ဒီလိုဟလာနေနေနိုင်လိုက်တဲ့ရှေ့ကသာလာလိုက်တဲ့ဆိုရင်တက်ထောင်ခြင်းနဲ့အပြည့်ရှိအဲ့တော့ဒီတလေရတော့အဲ့လိုရှေ့ကသာလာလို့တက်ထောင်မိတာနဲ့ပွဲတစ်ပွဲမှာကျုံးကိုသွားအဲ့ဒီဖြစ်ဒီတော့ဘောလုံးပွဲကြည့်ကျွန်တော်တို့ဗမာတွေဟလာဘောလုံးပွဲမှာကံရရဲ့ကံပဲဆိုရင်ဘိုးကပထမစကိုတွင်ရရင်အတော်လေးတခါအားတက်လာတာပဲတက္ကနာပဲပြူလာနောက်တခါဟလာအဲ့လိုဝတ်တဲ့နေရာမှာတော်လေးဂိုးလေးများလာပြီဆိုရင်ကြော့ပေါ့ကန်ကျင်းလာငါနိုင်မှာပါပဲအဲ့ဒါနဲ့နေပြီးတော့တစ်ဖက်ကနေပြီးနောက်ဆုံးအပြီးသက်ကကြမှာကပ်ပြီးတော့ဒီကနေ့ဂိုးသွင်းသွားလို့တရေပြည့်ကျုံးတာဖြစ်သွားတာမျိုးလဲကျွန်တော်တို့ဘောလုံးပွဲရတယ်မယ်ခင်ဗျားတို့ပြန်ပြီးစဉ်းစားကြည့်တွေ့မှာဟုတ်လားဒါနဲ့မကသေးဘူးဟုတ်လားဒီကျုံသွားတဲ့လူကလည်းပဲဘောလုံးကန်လို့ရှိရင်ပထမအပိုင်းမဲ့နိုင်ရွက်မဲ့ကျုံသွားရင်တော့တော်သေးရဲ့ခံနေတယ်ဒုတိယနိုင်ရွက်မဲ့ကန်လို့10မိနစ်လောက်လဲကြာတော့ဘုရားကိုယ့်ဘက်ကဂိုးလည်းမသွင်းနိုင်ဘူးဆိုတော့အဲ့ဒီခါကျလူချတာဒါကျွန်တော်တို့ဘောလုံးပွဲတွေဘောလုံးကန်တဲ့အကျင့်အဲ့ဒါ sporting spirit မရှိဒါဘာလဲဆိုလို့ရှိရင်ဗမာလေးစိတ်ထဲမှာတော့ဒါချင်းလိုက်ပဲပေါ့ဗမာလေးဟာစိတ်ဓာတ်ဆက်တယ်ဘာညာတလွဲသပင်ကောင်းနေတယ်စာနဲ့အတူတူပဲဒါဒီစကားကဒီနေရာမှာသုံးဖို့ပါတယ်ပဲဗမာလေးစိတ်ဓာတ်ကမဟုတ်တဲ့နေရာတွေသွားပြီးတော့နေတကယ်နေရာတွေကျအသုံးမချအမှားပြလွတ်လာရင်ရအောင်လို့အမျိုးပဲအသုံးမချခြင်းဘူးဟုတ်လားအမှားပြပြန်တဲ့တူတောင်းရေးလုပ်တဲ့နေရာမျိုးပဲအသုံးမချခြင်းဘူးဗမာချင်းချဖို့မလုပ်ချင်နဲ့ဟုတ်လားအဲ့ဒါမျိုးတွေလုပ်ချင်တယ်ဒါမျိုးတွေလုပ်ချင်လို့ဘယ်တော့မှအကျိုးမရှိဒီတိုင်းပြည်ဘယ်တော့မှပြန်လဲမတူတောင်းနိုင်ဘူးဒီတိုင်းပြည်ဘယ်တော့မှမလွတ်လပ်နိုင်ဘူးလွတ်လပ်ရင်လည်းဘယ်တော့မှကြာနေလွတ်လပ်ရင်မဖြစ်နိုင်အဲ့ဒီတော့ကဒီတော့ကျွန်တော်တို့အဲ့ဒီစိတ်ဓာတ်မျိုးကိုလုံးဝဖြောက်ပြစ်ဖို့လိုတယ်ကျွန်တော်တို့ကဘာလို့ပဲလို့ပြီးတဲ့အထိနောက်ဆုံးတဲ့ပြီးတဲ့အချိန်မှာရှုံးမယ်ထင်သည်ဖြစ်စေနိုင်မယ်ထင်သည်ဖြစ်စေအတော့တန်းသွင်းနေကျွန်တော်တို့သွားစစ်တိုက်တဲ့နေရာမှာလည်းအဲ့ဒီတိုင်းသွားအင်္ဂလိပ်တွေကြည့်ကျွန်တော်တို့အင်္ဂလိပ်တွေကျွန်တော်တို့တပေါင်းမဲ့အုပ်ချုပ်နေလို့ကျွန်တော်တို့ကမုန်းပေမဲ့ဟုတ်လားအင်္ဂလိပ်တွေမဲ့ကြီးမွမ်းစရာတွေအများကြီးရှိတယ်ဟုတ်လားအခုပြီးကြတဲ့စစ်ကြီးမဲ့သူတို့ဘလို့အကြီးအကျရောက်ခဲ့တယ်လေအဲ့ဒီအကြီးအကျထဲကနေပြီးတော့ကခါရဲကိုလွတ်မြောက်လာအောင်ဘလို့သူတို့ခါရဲကိုအန်တိတ်ပြီးတော့ကတောင်းချိုက်ပြီးတော့ဟုတ်လားအဲ့ဒီလိုကြိုးစားလက်ဆောက်ကိုဒီလူတွေကိုကြည့်ပါအဲ့တော့အဲ့ဒီလိုကြည့်တဲ့အခုလည်းပဲအဲ့ဒီသူတို့တိုင်းပြည်မဲ့နေရာတွေကိုကြည့်ပါပြီးတော့သူတို့တိုင်းပြည်မဲ့အခုလိုတက်တဲ့နေရတယ်လူတွေမကြီးဘူးလားဆိုပုထုတင်ပါဝကြီးတော့ကြီးရပါပဲကြီးပင်ကြီးညာတော့လည်းပဲဒီနဲ့ကန်းနဲ့ကြီးကြဒီနဲ့ကန်းနဲ့လှုပ်ကြဟုတ်လားအဲ့ဒီလိုလုပ်နေကြတယ်ကျွန်တော်တို့တိုင်းပြည်မှာတော့ဒီကံကိုခုနဲ့ကမရှိပဲဖြစ်ဟုတ်လားဒီကံမရှိတော့ကအခုနိုင်ငံရေးလုပ်တဲ့နေရာတွေမဲ့နိုင်ငံရေးလုပ်တဲ့နေရာတွေမဲ့ခုနဲ့ကမဲ့နေကျသမားသဘောတတ်မဲ့အလုပ်မျိုးတွေလုပ်နေတယ်အခုကျွန်တော်သိသိလင်းလင်းပြောထားပါမယ်
Mama Pime Ludu Nino Ye, Diana Chin Nino Ye, Mapio Mapien, Mapio Maquin, Patuma, Pop, Fellow, Maya, no, she is. Now, Pila, now where the mark or it, Dunga Nangaye the Mare. You knew today, you knew Nano she is. Area, he kills out, Camaro, Luna, Poor Counter. Area, Yang low, Camaro, Luna Yiga, Yara Superman, Nela, Queen Nela. Now the car, Ello Niame, Hanga the children, the main Hanga the money, the truth. She told her, Camaro, young Malu, Emitam, you pay pizza, you know, Era, Camaro, Luna Yama, Mobu, you know, Iarego, Alongo, Rijabidoka. Aku tapi jangan tudang ini pada dia tu no, ni ke job dah semari. Ni tapi jangan tudang ini pada dia ka. Aku cenderung cini ada, cini me. Macam thoni. Cenderung pembahagia, isi jipi no. Imam dia, kapal pome, lah ciri dengan ini deh. Cenderung pembahagia lo, nakah. Biar nak kana detail, mana dengan lu mesti dia bahu. Nono time biar Jepang wena rumah lebe, simye biar detail. Ele jauh wena nono simye biar detail. Elo biar nak kana detail, mati ah. Imatamel si boy me biar Ele biar lebe si boy biar sini. Ele biar si boy biar sini. Ele dunia dekada. Dimangai ni parinya. Take them down and a mobile body. Now be met. You know, no time in a sign up in Matango, the nipple found it. Era in a lobby, Twitchy Tarane. No, Linga, Seponi, Jare Catalushi. Chongle, the great Chonglela, all to be chosen. Say down in the meal to be chosen. Soviet Union Venezuela, the GP in Fiji, Rani Siman Gaisra, no Piroga. Kare aku cuaca mungkin lo ni jadi. Soviet Union Mesir lo, saya ni ada mesti dah bu. Nah, ada lo lesoi. Sejauh macam mana biasa dia tu, jangan bilang cerita ada, cini ni jangan lah. Nah, lo kini, cenderung bermati lo. Dah, dengan jah cuaca macam mana tu. Nah, Setiap ni rumah cenderung Jepang dia yang buat. Jepang dia yang pula Jepang dia lu dia jodoh bermati lu wah ni pawam dia memang saya. Aku buat dia pawam memang moya bu, dasar dia memang pawam memang saya bu. Dia dia memang tataya dia. Darah kan? Darah ka sisi lamnya long darah tu tataya dia. Kenapa tiga dah? Ini lu mau bola oh, dah tahu ni saya ni cara deh. Jadi sudah saya ada. Ini saya ni cara. Hey. Orang orang Jepang dia sendiri makan tu, di luar jadi dia sama dia. Kenapa sih? Amin. Aku di sini piro, kenapa lagi? Tadi melepas, tadi melepas. Orang ini dengar lagi lagi. India di situ. Umma hotel itu ya. Kau mencuri kopi cuci ni mencuri ni bu. Saya lihat dia kopi Chicago, kopi mencuri ni. Bau mau bayar. Alu dulu takut dia. Kami cinta maya. Nabi nak cakap aku. Hime também mapuya. Ini cime edia maya. Hime também maya aku, também aku. Pamu soye yang ada coy. Elo cuci tarane kata itu ni. Elo cuci tapi cuci ambil. Aku ni berapa? Yang ni tudangin dengan. Nabi cakap. Kenapa tadi kan jadi kau ni jadi tega, ini bombolo oh dongnya yang sudah dongnya, ini dah kenapa kemarin si Messi mesra naik mulu jod, si Messi mesra naik naga, mamare, todo, lah, si Syria ada dongnya jadi, bombolo dongnya betul ini tuan kita, lah. Bombolo tongla matongla. Kata time tu aja, sigo ilo bombolo tongla ila matongla.
ခင်ဗျားတို့ဒီတွေကိုဘုံဘလောသုံးနေတော့ခင်ဗျားတို့စိတ်ထဲမယ်တော့ဘာမှအရေးမကြီးဘူးလို့ရှင်းတယ်အဲဒီလိုဘုံဘလောသုံးတဲ့အတွက်ကလေးပြေကနေပြီးကျွန်တော်တို့နေ့စဉ်စီရီအမြောင်များတွင်းပြီးတော့နေရတယ်အဲဒါကြောင့်ခင်ဗျားတို့ကဈေးကြီးတဲ့စားအကြောင်းတရားတဲ့မဲ့ခင်ဗျားတို့ဘုံဘလောနေလို့ဒီစီတွေကိုတခြားနိုင်ငံကတွင်းနေရတဲ့အတွက်ဟုတ်လားအပေါ်တွင်းနေရတဲ့အတွက်ခင်ဗျားတို့ဒီလိုဖြစ်နေဈေးကြီးတဲ့နေရာမှာအကြောင်းတရားပါဟုတ်လားဥပမာတစ်ခုနဲ့အများကြီးတော့ရှိတော့ဗျာအကြောင်းတရားကိုကျွန်တော်ပြောပြအဲ့တော့အဲ့ဒါမျိုးတွေဖြစ်ငရုတ်ချက်သွန်ကြီးဗမာပြည်မယ်ငရုတ်ချက်သွန်ကိုယ့်ဘကိုကိုစိုက်မရနိုင်ဘူးလားကိုယ့်ဘကိုစိုက်မရနိုင်ဘူးလားကျွန်တော်တို့ဆိုကျွန်တော်အိမ်မယ်ကျွန်တော်စိုက်ထားတယ်အဲ့လိုကိုယ့်ဘကိုအိမ်ညာကွက်နာရှိတဲ့နေရာမှာရှိကြတဲ့လူကစိုက်ကြပါလားမစိုက်ကြဘူးတွေးမယ်ကိုရောမြတ်ပြဝင်စားကြတာအဲ့တော့ကဒီဝယ်စားတော့အဲ့ဒီငရုတ်ချက်သွန်ဘယ်ကလာလဲမှလဲအိန္ဒိယပြည်ကလာတယ်ဟုတ်လားအိန္ဒိယပြည်ကလာတော့ခင်ဗျားတို့အိန္ဒိယပြည်ကိုခင်ဗျားတို့ပိုက်ဆံပေးနေအဲ့လိုပေးနေရတဲ့အတွက်ဒီတဲ့ပြည်မယ်ရနိုင်တဲ့ပစ္စည်းကိုတခြားနိုင်ငံကဝယ်ရတဲ့အတွက်ဟာခင်ဗျားတို့ကအခုဈေးကြီးတယ်ဆိုတာဒါတွေဖြစ်တာတွေပဲအကြောင်းတည်းကဟုတ်လားအဲ့ဒီတိုင်ပဲအခုဆန်းစားတဲ့နေရာမယ်ကျွန်တော်တို့တရားဝန်တွေနဲ့ဒီအာဟာရဓာတ်ကြမ်းတွေကိုနားလဲတဲ့ဟုတ်လားလူတွေနဲ့သိရကြတွေ့ပြီးနေစဉ်ကျွန်တော်တို့တိုင်းပြည်မဲ့သားတဲ့အာဟာရတွေကအပြုံးအကုန်ပြန့်ချင်းချကြည့်နေဆိုရင်ကြားနိုင်ငံတွေပိုးနေတာအခုကျွန်တော်တို့ပြည်မဲ့ဆန်ကတော့လုံလောက်ရုံနဲ့မကဘူးပိုးနေနိုင်ငံเจ้าကိုတင်ရောက်ရနိုင်ငံเจ้าတင်ရောက်ရပေမဲ့ကျွန်တော်တို့စစ်မဖြစ်ခင်ကတော့ကျွန်တော်တို့မပေါ်ဘူးပေါ်ချမ်းမရှိဘူးအဲ့ဒီမဲ့ဟလားကျွန်တော်တို့လူမျိုးတွေစားရကလည်းရှေ့ကတဲ့ချော့မစားဘူးဟလားချော့လည်းမစားဘူးအရင်ကလိုပဲဘုံဘလောစားတော့အပေါ်ရအများကြီးရှိတော့အဲ့ဒီပြန်လဲထူတောင်းတဲ့လုပ်ငန်းတွေလည်းပဲအဲ့လိုပဲတစ်ဆင့်တက်ပြီးရုံလုံးပေါ်လာတော့ကိုမြင်အောင်ပါအဲ့လိုမြင်လာပြီးတော့တစ်ဆင့်နဲ့တစ်ဆင့်လှုပ်တဲ့နေရာမှာအကောင်းဆုံးအလွယ်ဆုံးဟလားအေးဆုံးဆိုတဲ့လီကိုကျွန်တော်တို့ကပထမကျူးစာရှားပြီးကျွန်တော်တို့လုပ်ပါပဲတို့တော့လည်းပဲအဲ့လိုလုပ်လို့မရဘူးဆိုလို့ရှိရင်လည်းပဲကျုပ်တို့ရှေးကပြောလာခဲ့တာတွေရှိပါတယ်ခင်ဗျားတို့ပြန်ပြီးတော့စဉ်းစားကြည့်ဟုတ်လားအေးနဲ့မရရင်ရနိုင်တဲ့နည်းနဲ့လုပ်ရမှာပဲဟုတ်လားဒီတော့အတင်းလုပ်တဲ့ကားလည်းပဲအရင်တကကျွန်တော်ပြောခဲ့သလိုပဲနိုင်ငံရေးဘက်ကကျွန်တော်တို့အေးနေပြီးတော့ကမဟုတ်တဲ့နေရာမဲ့တူတဲ့ပူတဲ့ဘက်ကတော့ကဟုတ်လားပိုးလာလို့တော့ဖြစ်နေပါတယ်လို့ကျွန်တော်ပြောခဲ့အဲဒီတော့ကအဲ့ဒီလိုမဟုတ်တဲ့နေရာမဲ့သူပူတောင်းကြမှုတွေကိုအမပြေချစ်တဲ့လူတွေမှန်သမျှဝိုင်းဝန်းကူညီနေနေမှုလို့ရဲ့ဘသူကမှအားပေးဖို့မလိုဘူးဟုတ်လားသို့တော်လည်းပဲအမပြေလွတ်လပ်ရေးထူထောင်ရေးအမပြေတိုင်းလူပြည်သားတွေညီညွတ်ရေးလူထုရဲ့ညီညွတ်ရေးတိုင်းရင်းသားတွေညီညွတ်ရေးအတွက်လုပ်တဲ့နေရာတွေမဲ့ကုတဲ့ပို့ပြီးသတ်တဲ့တဖို့တိုးပြီးအလုပ်လုပ်ကြဖို့လို့ရဲ့ကျွန်တော်တို့တဲမကျင်တဲ့အဲ့တော့အဲ့ဒီတော့ကဒါတွေအားလုံးအလုပ်လုပ်ကြဖို့လို့တဲ့ဒီလိုလုပ်နေကြမှာဒါလည်းလွတ်လပ်ရေးဟာလည်းပဲကျွန်တော်တို့ရည်ရွယ်မှန်းထားတဲ့အချိန်အပိုင်းအတွင်းမှာရလဲရမယ်ရပြီးတဲ့နောက်ကျွန်တော်တို့ရှေ့ဆက်လက်ပြီးတော့ကအားလုံးဒီကံပြီးတော့အလုံးလုံးနိုင်မှအနည်း20လောက်ကြာရင်ကျွန်တော်တို့တန်ခါကြအနည်း20လောက်ကြာရင်တန်ခါကြမယ်ဆိုတာကကျွန်တော်နည်းနည်းရှင်းအောင်ကျွန်တော်ဆက်ပြောခဲ့တယ်ဥပမာနဲ့ပြောခဲ့တယ်ဥပမာပညာရေးကြည့်မလားပညာရေးမယ်ကျွန်တော်တို့ဗမာပြည်မယ်ဟုတ်လားအရင်စစ်မဖြစ်ခင်တဲ့ကိုအင်မတန်အောက်ကျနောက်ကျဖြစ်အင်မတန်အောက်ကျနောက်ကျဖြစ်နေတော့အကမ်းမဲ့မူလတန်းဒီပညာမတင်မနေရဥပဒေလုပ်ပေးပါလို့ပြောဥပဒေကလုပ်ပေးမဲ့ဘလောက်ကြိုးစားဘလောက်အလုံးလုံးမှဘလောက်ကြာမှအဲဒီအကမ်းမဲ့မူလတန်းမတင်မနေရပညာစာဗမာပြည်တစ်ပြည်လုံးဟုတ်လားရွာတိုင်းမြို့တိုင်းပဲဖြစ်မလဲဆိုရင်အနည်း20လောက်ကြာမှဖြစ်လိမ့်မယ်။ဘာဖြစ်လို့လဲ
အခုရှိတဲ့ဇရာတွေကအင်မတန်နေနေတယ်ဒီဇရာတွေကိုသိရမယ်ကိုယ်လေးကြောင်းနေဖွင့်ရအောင်မယ်အဲ့ဒီကြောင်းတွေရှိရအောင်မယ်ကြောင်းအဆောက်အဦတွေရှိအောင်မယ်ကြောင်းအဆောက်အဦတွေပြည့်ဒီကြောင်းတွေပဲသုံးမဲ့ကရိယာတစားပလာစာအုတ်ခဲတန်းကြောက်တင်ဘုံဗီဒိုအကုန်လုံးရှိရဒါတွေလည်းစုံစုံနေနေရှိရမယ်အဲ့ဒီအရာတွေကုန်မဲ့ငွေတွေကဘလောက်ကုန်မလဲဆိုလို့ရှိရင်ကတိပေါင်းအများကြီးချီပြီးကုန်မယ်အဲ့ဒါအနည်း20လောက်ကျွန်တော်တို့ကျုံးလုပ်ပါမှအနည်း20လောက်ရှိမှခင်ဗျားတို့ခရက်ဒီအမပြေတပီလုံးဒီအခမဲ့မူလာတမသိမရပညာစာတိုင်းတပီလုံးရွာတိုင်းလူတိုင်းဖြစ်ဟုတ်လားဒီကြားတွေ့မလဲပဲဘုံနေရာကမတိတိစတာဒီနေရာကမတိတိစတာကိုလည်းကျွန်တော်တို့ကြံပြီးတော့လုပ်ရရဟုတ်လားအဲဒီလိုလုပ်နေအောင်ကျွန်တော်တို့ကလုပ်ရမယ်ဆိုရင်ခင်ဗျားတို့ကျေးအောင်လုပ်လို့ဒါမလောက်ဘဲနေတော့ဖြင့်လွတ်လာရေးရပြီမဲ့ဘယ်နည်းနဲ့မှခင်ဗျားတို့ဟုတ်လားလွတ်လာရေးအရတော့ကိုတက်ပြစ်ပြင်းပြင်းစံစားရမှာမဟုတ်ဘူးစာဘယ်လိုဆိုရတက်ကွန်မြူနစ်ဆိုရတက်ဆိုရှယ်လစ်ဆိုရတက်ဆိုရပဲတက်အဲဒီအလုံးမလုံးဘဲနဲ့ခင်ဗျားတို့မဖြစ်ဘူးဆိုတာကိုကျွန်တော်တစ်ပြစ်ကြရေးကြည့်ပြောရင်အဲဒီတော့ကခင်ဗျားတို့ကလွတ်လာရေးကိုလိုချင်ရင်လွတ်လာရေးရနိုင်တော့တဲ့ဒီကံရှိကြပါလွတ်လာရေးကိုလိုချင်ရင်လွတ်လာရေးနဲ့လွတ်လာရေးကိုရနိုင်တဲ့ဒီညွတ်မှုကိုသိသိထားပါလွတ်လာရေးကိုလိုချင်ရင်လွတ်လာရေးကိုရနိုင်တဲ့ထူထောင်မှုကိုလုပ်ကြပါအဲဒီလိုလုပ်ပြီးတဲ့နောက်လည်းပဲရှေ့ကိုလွတ်လာရေးအရတော့ကိုခံစားခြင်းနဲ့စံစားခြင်းနဲ့ဆိုလို့ရှိရင်လည်းပဲအလောက်လောက်ကြဖို့ဒီကံရှိကြဖို့အခုနယ်ကလေးကခင်ဗျားတို့ကိုခင်ဗျားတို့အကျင့်တော်တယ်အကျင့်ဟောင်းတယ်ဟုတ်လားတောက်ကျင့်တွေကိုကျင့်ကြဖို့လိုပြီဆိုတာကျွန်တော်ကနေ့ပြောခဲ့တယ်